ချိန်ရောက်တိုင်းအိမ်ကိုတတိရတယ်အမေရထမင်းဝိုင်းလေးကငါအတွက်အကောင်းဆုံးပဲစားကောင်းရလားလို့မေးတတ်တယ်မေးတန်လေးဒီမျိုးပြရဲ့စူညံတန်တွေကြားတဲ့ပျောက်ဆုံးလို့နေအဖေရဲ့ဆုံးမစကားတွေအခုမှတန်ဖိုးနာလဲအဖေရဲ့ဆုံးမစကားတွေအခုမှတန်ဖိုးနာလဲလူဆိုတာခိုင်မာရမယ်လို့အဖေသင်ပေးခဲ့တယ်ပင်ပန်းတဲ့ခါတိုင်းအဖေရဲ့ပခုံးကိုလွမ်းတယ်သားတယောက်ရဲ့ဘဝခရီးမှာအဖေဟာအားစိတ်တစ်ခွက်ပါအမေအဖေသားကိုခွင့်လွှတ်ပေးပါဝတ္တရားတွေကြားမှာအနာမှာမရှိနိုင်ခဲ့လို့ဝေကနေလွမ်းရတာရှင်ထဲမှာရမ်းပင်ပန်းနဲ့ဝေကနေလွမ်းရတာရှင်ထဲမှာရမ်းပင်ပန်းနဲ့မြန်လေးအိမ်ပြန်လာပြီးအမေရှင်ခွင်နဲ့တိုးချင်လာပြီဟိုတုန်းကမိသားစုံနဲ့ပျော်ခဲ့တဲ့ညတွေပြန်တွေ့တိုင်းမျက်ရည်ကအလိုလိုဝဲလိုလာတယ်အမေရဲ့ပြုံးရဲ့ဖေရဲ့ယူဆိုင်မှုရဲ့သားဘဝအတွက်အဖို့တန်ဆုံးအမတ်တရားတွေပါဒီခရီးကအိမ်မက်တွေအတွက်ဆိုပြီးမယ်အိမ်ပြန်ခြင်းနဲ့စိတ်ကနေတိုင်းဒုက္ခပေးတယ်ခဏလေးပဲစောင့်နေပေးပါအဖေနဲ့အမေသားအောင်မြင်မှုတွေနဲ့အမြန်ဆုံးပြန်လာခဲ့ပါမယ်အမေအဖေသားကိုခွင့်လွှတ်ပေးပါဝတ္တရားတွေကြားမှာအနာမှာမရှိနိုင်ခဲ့လို့ဝေကနေလွမ်းရတာရှင်ထဲမှာရမ်းပင်ပန်းနဲ့ဝေကနေလွမ်းရတာရှင်ထဲမှာရမ်းပင်ပန်းနဲ့မြန်လေးအိမ်ပြန်လာပြီးအမေရှင်တွေနဲ့တိုးချင်လာပြီနေကောင်းအောင်နေကြပါအဖေနဲ့အမေသားမြဲတမ်းဆူတောင်းပေးနေမေ